မချစ်ခင်တော်တော်စင်များအားလုံးကိုယ်စိတ်နဲ့ဖျားအစဉ်သာဝရချမ်းသာချမ်းသာကြ၍ကောင်းကျိုးချမ်းသာလိုရင်ဆန္ဒမတ်နဲ့မြတ်ပြေဝပိုင်ဆိုင်နိုင်ကြပါစေဒီကနေ့မှာတော့နေထုနေမြတ်ဖြစ်တော်12ရက်3လ2026ဇာတာပရိနိတပေါင်းလာစုပ်10ရက်နဂါကောင်းအနောက်ဘက်သို့လဲတဲ့နေ့မှာအစကောင်းမှအနောက်တေးကြဆိုသလိုနေ့တွေရက်တွေလတွေနှစ်တွေအချိန်တွေမှာဆိုရင်လေအစဆုံးရက်အစဆုံးနေ့အစဆုံးလအစဆုံးနှစ်အစဆုံးအချိန်ဘယ်အရာလုံးပထမဦးဆုံးကောင်းကောင်းမွန်မွန်လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဖြစ်ဖို့အရေးကြီးပါတယ်ပထမဆုံးရက်လနှစ်အချိန်တွေမှာကောင်းကောင်းမွန်မွန်နဲ့လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဆောင်ရွက်နိုင်ပြီဆိုလျင်နေ့ဆုံးဒီရက်ဆုံးဒီလဆုံးဒီနှစ်ဆုံးဒီအချိန်ဆုံးဒီအထိကောင်းကောင်းမွန်မွန်နဲ့လိုရာပန်းတိုင်းကိုရောက်နိုင်ဖို့69ရာခိုင်နှုန်းတည်ကြပါတယ်ဒါကြောင့်မို့မင်္ဂလာရှိတော့နတ်နဲ့ခင်းလေးမှာမင်္ဂလာရှိတော့နေ့လည်ခင်းလေးမှာမင်္ဂလာရှိတော့ညနေခင်းလေးမှာမင်္ဂလာရှိတော့ညခင်းလေးမှာမိမိထံတို့ကံကောင်းခြင်းတွေရောက်စီဖို့ရာမိမိထံတို့ကုသိုလ်တရားတွေစာထက်တိုးပွားစီဖို့ရာအခက်ဥပင်တော်ကကြောင်းကြပြပါတာဘေးအမျိုးမျိုးရန်အတွေ့တို့မှလည်းမကြမရောက်ကင်းစင်လွတ်မြောက်စီဖို့ရာတာယာပျော်ရွှင်သောကိုယ်တိုင်ဘဝလေးကိုရရှိစီဖို့ရာဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်အားဗုဒ္ဓဥဒံဂါထာဖြင့်ယုံကြည်လေးစားတရားတရားထက်တန်စွာဖြင့်ရွတ်ဖပူဇော်နာယူချီးညိုမှတ်သားကြပါကုန်လောအလုံးသောဝိနည်းတတဝများကိုယ်စိတ်နဲ့ဖျားချမ်းသာချမ်းသာကြပြီဘေးရန်အပေါင်းမှလည်းကင်းဝေးနိုင်ကြပါစေကုန်တည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတိဖာတုကဘေကကဟဂုတံဝိတင်ခတံဝိတင်ခာရကတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတိဖာတုကဘေကကဟဂုတံဝိတင်ခတံ
ဝိတင်္ခာရကတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတိဖာတုကဘေကကဟကုတံဝိတင်ခတံဝိတင်္ခာရကတံစိတ်တံတဏနံခယမေဇဂာယတ္တမအကျင့်ကြောင့်ဇာတိပရိဒဏေတိနိယခြင်းသည်ဇရာပြာတိမရဏမိတ္တတာယဩနာတိဒုက္ခဘေရုနှင့်ရောထွေး၍နေသည်အဖြစ်ကြောင့်ပုဏ္ဏပုဏ္ဏံထက္ခာထက္ခာဥပကံတုံကဲ့ရောက်ခြင်းငါဒုက္ခဆင်းရဲလာကြ၏တတ္တမသထိုးကြောင့်၎င်းတတ္တမိန်ထိုတဏယောက်ျားလက်သမကိုအဒိဋ္ဌေဉာဏ်ဖြင့်ထင်တင်မတွေ့မြင်အတ္တိတိရှိတော်သာဇာတိထိုဇာတိတိနာနိဝတ္တတိဆုံးနေမည်မဟုတ်တတ္တမသထိုကြောင့်၎င်းဂဟကာရံခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်ပန်စီမံတတ်သောတဏယောက်ျားလက်သမကိုကဝေတံတော်မယမနေရှာဖွေတော်အဟံကျွန်ုပ်သည်အာနေပိတံတဏမြည်ယံတပ်ဖြင့်ဉာဏ်ကိုဧကံပိုင်ပိုင်မယနိုင်သည်ဟုတ်တဝါဖြစ်၍ဣတကံကာလံဤမြလောက်သောလေးတင်ချေနှင့်ကဗ္ဗတတိန်ကာလပတ်လုံးအနိကဇာတိတန္တာရံတတိမကဘဝမြတ်စွာတန္တရာဆက်ဝိုင်းကိုတန္တာဝိတံဆုံးဝေတန်နွာယဟချာတို့ပြေးသွားခြင်းလဲခဲ့ရလေပြီဂဟကာရကခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်မှန်စီမံတတ်သောတဏယောက်ျားဟဲလက်သမဓာနီတပိညုတဉဏ်ကိုရပြာယခုအခါ၌တွန်းတင်သည်ဒိဋ္ဌောဉာဏ်ဖြင့်ထင်တင်တွေးမြင်အပ်ပြီးသည်အတ္တိဖြစ်၏ပုဏ္ဏတဖန်ဂေဟံခန္ဓာအိမ်ကိုနာဂဟတိပြုလို့ရတော်မူမဟုတ်တေတင်ဤသဗ္ဗကျွမ်းမဲ့အုတ်တုံအလုံးစုံကုန်သောဖာတုကကိလေသာအချင်းရနေတို့ကိုဘက်ကမုံမုံညံ့ညက်ချိုးဖျက်အကုန်ပြီဂဟကုတံခန္ဓာအိမ်ဤအဝိဇ္ဇာထွက်ကိုဝိတင်ခတံဖြည့်စီအပ်ပြီစိတ်တံငါဤစိတ်သည်ဝိတင်္ခာရကတံသင်္ခါရကင်းမြုံနိဗ္ဗာန်ဘုံတို့အာယုံပြုတော်အဖြင့်ရောက်ပြီအဟိံစာငါတိလေတဏနံ
အတင်းတနာတို့ဤခယံကုံကြောင့်ဖြစ်သောအရဟတမေအရဟတဖို့ကိုဣဇဂါယအာရောက်အပ်လေပြီအရဟံဘဟိအန္တာဇယံဒုက္ကတံအာမိတံဝိရဇံလလိတံအတုလံစရဏံဒီပဥပါဒမယမကံဒုက္ခရံတရဏံပနမာမိစိနံအရဟံလူမင်းနမင်းပြမမင်းတို့ဤဝစင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပြီသောဘဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏ္ဍအောင်တော်မူပြီးသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအာမိတံမနိုင်ရှင်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာမြုကင်းတော်မူပါပြီသောလာလီတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မြူစံပဲတင်းနေတော်မူလာပါပြီသောအာတုလံတိလအစာရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်တော့တူနှင့်တူတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပြီတော်တိပါဥပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပြီတော်ယမကံယေမိအဆုံးစုံအစာရှိသောတကုဗျာတိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပြီသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော်မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်သည်ပဏမာမိကိုင်းညွယုကျူတရဖြူ၍လက်ဆေပြထိမ့်မှမူ၍ရှေခိုးလိုက်ပါဤမြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာഭံဧဟိတနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဗံဓမ္မာအာဇီဝဖြင့်
ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတနံတရားမြတ်သောလလာဘမတိစီစဉ်ဥစ္စာပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတုခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးတုံးပါဆုံးဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနေဒုက္ခဘယပတ္တာဇနေဘယတောကပတ္တာဇနေတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတော့ဆင်းရဲဒုက္ခဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေဒုက္ခစာဝရဇိမ်ဖောက်ခွဲကြောက်တောင်လဲတကဲ့သို့ပြည့်စဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းဘယပတ္တာဥပယောထွေဇောမဤပဲရှောင်ပြေမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နိဗ္ဗယာဇာနေစိန်နှင့်ကြောက်စီနှင့်ပေါက်တို့ခန်းချောက်မဲ့ကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းတောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောင်းစိုးရင်ဘူးဆွေခြင်းတို့ဆိုင်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတ
တန္တရာဝမကွာကျွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေသောကစာဝလာလွမ်းတိန်လေးချမ်းနေသောနွမ်းမိန်ရွှေရွင်ဆိုရင်ပူဆွေးခြင်းကင်းကြကုန်သည်လေဝန်သူဖြစ်ကြပါစေကုန်တည်းအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတေဖာတုကဘေကဂဟဂုတံဝိတင်ခတံဝိတင်္ခာရဂတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတေဖာတုကဘေကဂဟဂုတံဝိတင်ခတံဝိတင်္ခာရဂတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတေဖာတုကဘေကဂဟဂုတံဝိတင်ခတံဝိတင်္ခာရဂတံစိတ်တံတဏနံခယမေဇဂာယတ္တမအကျင့်ကြောင့်ဇာတိပရိဒဏေတိနိယခြင်းသည်ဇရာပြာတိမရဏမိတ်တတာယဩနာတိဒုက္ခဘေရုနှင့်ရောထွေး၍နေသည်အဖြစ်ကြောင့်ပုဏ္ဏပုဏ္ဏံထခါထခါဥပကံတုံကဲ့ရောက်ခြင်းငါဒုက္ခဆင်းရဲလာကြ၏တတ္တမသထိုးကြောင့်၎င်းတတ္တမိန်ထိုတဏယောက်ျားလက်သမကိုအဒိဋ္ဌေဉာဏ်ဖြင့်ထင်တင်မတွေ့မြင်အတ္တိတိရှိတော်သာဇာတိထိုဇာတိတိနာနိဝတ္တိဆုံးနေမည်မဟုတ်တတ္တမသထိုကြောင့်၎င်းဂဟကာရံခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်ပန်စီမံတတ်သောတဏယောက်ျားလက်သမကိုကဝေတံတော်မယမနေစာဖွေတော်အဟံကျွန်ုပ်သည်အာနေဘိတံတဏမြည်ယံတပ်ဖြင့်ဉာဏ်ကိုဧကံပိုင်ပိုင်မရနိုင်သည်ဟုတ်တဝါဖြစ်၍ဣတကံကာလံဤမြလောက်သောလေးတင်ချေနှင့်ကဗ္ဗတတိန်ကာလပတ်လုံးအနိကဇာတိတန္တာရံတတိမကဘဝမြတ်စွာတန္တရာဆက်ဝိုင်းကိုတန္တာဝိတံ
ဆုံးဝဲတန်နွားယဟချတို့ပြေးသွားခြင်းလဲခဲ့ရလေပြီဂဟကရကခန္ဓာအိမ်ကိုအကျဉ်းချင်းအဖမ်းမှန်စီမံတတ်သောတဏှာယောက်ျားဟဲလက်သမဓာနီတပိညုတဉဏ်ကိုရပြယခုအခါ၌တွန်းတင်သည်ဒိဋ္ဌောဉာဏ်ဖြင့်ထင်တင်တွေးမြင်အပ်ပြီးသည်အတ္တိဖြစ်၏ပုဏ္ဏတဖန်ဂေဟံခန္ဓာအိမ်ကိုနာဂဟတိပြုလို့ရတော်မူမဟုတ်တေတင်ဤသဗ္ဗကျွမ်းမဲ့အုတ်တုံအလုံးစုံကုန်သောဖာတုကကိလေသာအချင်းရနေတို့ကိုဘက်ကမုံမုံညံ့ညက်ချိုးဖျက်အကုန်ပြီဂဟကုတံခန္ဓာအိမ်ဤအဝိဇ္ဇာထွက်ကိုဝိတံခတံဖြည့်စီအပ်ပြီစိတ်တံငါဤစိတ်တိဝိတံခါရာဂတံသင်္ခါရကင်းမြုံနိဗ္ဗာန်ဘုံတို့အာယုံပြုသောအဖြင့်ရောက်ပြီအဟိံစာငါတိလေတဏနံအတင်းတဏတို့ဤခယံကုံကြောင့်ဖြစ်သောအရဟတမေအရဟတဖို့ကိုဣဇဂါယအာရောက်အပ်လေပြီအရဟံဘဟိအန္တာဇယံဒုက္ကတံအာမိတံဝိရဇံလလိတံအတုလံစရဏံဒီပဥပါဒမယမကံဒုက္ခရံတရဏံပနမာမိစိနံအရဟံလူမင်းနမင်းပြမမင်းတို့ဤဝစင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏ္ဏအောင်တော်မူပြီးတော်သူကတံကောင်းသောစကားကိုဆိုတော်မူရပါပြီတော်အာမိတံမနိုင်ရှင်သောဂုဏ်တော်အပေါင်းနှင့်ပြည်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာမြုကင်းတော်မူပါပြီသောလာလီတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မြူစံပဲတင်းနေတော်မူလာပါပြီသောအာတုလံတိလအစာရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်တော်တူနှင့်တူတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည်စုံတော်မူပါပြီတော်တိပါဥပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပြီတော်ယမကံယေမိအဆုံးစုံအစာရှိသောတကုဗျာတိဟာတို့ကို
ပြစွမ်းတော်မူနိုင်ပါပေသောဒုက္ခရန်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူရပါပေသောတရဏံလူနာများစွာဝိနိယ၏အာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပေသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော်မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတမုတ်မေခောတပိတော်သည်ပဏမာမိကိုင်းညွယုကျူတရဖြူ၍လက်ဆေပြထိမ့်မှမူ၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဗံဧဟိတနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဗံဓမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတနံတရားမြတ်သာသောလလာဘမတိစီစဉ်ဥစ္စာပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတုခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးတုံးပါဆုံးဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကြံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနေဒုက္ခဘယပတ္တာဇနေဘယတောကပတ္တာဇနေတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတော့ဆင်းရဲဒုက္ခဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေဒုက္ခစာဝရဇိမ်ဖောက်ခွဲကြောက်တောင်လဲတကဲ့သို့ပြည့်စဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းဘယပတ္တာဥပယောထွေဇောမဤပဲ
ရှောင်ပြေမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတဗေပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောမာနီနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နိဗ္ဗာန်စာနေစိန်နှင့်ကြောက်စီနှင့်ပေါက်တို့ခန်းချောက်မဲ့ကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လေဟွန်တူဖြစ်ကြပါစေကုန်တည်းတောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောင်းစိုးရင်ဘူးဆွေခြင်းတို့ဆိုင်ရောက်နေကြကုန်သောတဗေပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏီနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေသောကစာဝလာလွမ်းတိန်လေးချမ်းနေသောနွမ်းမိန်ရွှေရင်ဆိုရင်ပူဆွေးခြင်းကင်းကြကုန်သည်လေဝန္တုဖြစ်ကြပါစေကုန်တည်းအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတေဖာတုကဘေကဂဟကုတံဝိတင်ခတံဝိတင်္ခာရဂတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတေဖာတုကဘေကဂဟကုတံဝိတင်ခတံဝိတင်္ခာရဂတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတေဖာတုကဘေကဂဟကုတံဝိတင်ခတံဝိတင်္ခာရဂတံစိတ်တံတဏနံခယမေဇဂာယတ္တမအကျင့်ကြောင့်ဇာတိပရိဒဏေတိနိယခြင်းသည်ဇရာပြာတိမရဏမိတ်တတာယဩနာတိဒုက္ခဘေရုနှင့်
ရောထွေး၍နေသည်အဖြစ်ကြောင့်ပုဏ္ဏပုဏ္ဏံထက္ခာထက္ခာဥပကံတုံကဲ့ရောက်ခြင်းငါဒုက္ခဆင်းရဲလာကြ၏တတ္တမသထိုးကြောင့်၎င်းတတ္တမိန်ထိုတဏယောက်ျားလက်သမားကိုအဒိဋ္ဌေဉာဏ်ဖြင့်ထင်တင်မတွေ့မြင်အပ်တည်ရှိတော်သာဇာတိထိုဇာတိတိနာနိဝတ္တိဆုံးနေမည်မဟုတ်တတ္တမသထိုကြောင့်၎င်းဂဟကာရံခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်ပန်စီမံတတ်သောတဏှာယောက်ျားလက်သမကိုကဝေတံတော်မယမနေစာဖွေတော်အဟံကျွန်ုပ်သည်အနေပိတံတဏှာမြည်ရန်တပ်ဖြင့်ဉာဏ်ကိုဧကံပိုင်ပိုင်မရနိုင်သည်ဟုတ်တဝါဖြစ်၍ဣတကံကာလံဤမြလောက်သောလေးတင်ချေနှင့်ကဗ္ဗတတိန်ကာလပတ်လုံးအနိကဇာတိတန္တာရံတတိမကဘဝမြတ်စွာတန္တရာဆက်ဝိုင်းကိုတန္တာဝိတံဆုံးဝဲတန်နွားယဟချာတို့ပြေးသွားခြင်းလဲခဲ့ရလေပြီဂဟကာရကခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်မှန်စီမံတတ်သောတဏှာယောက်ျားဟဲလက်သမဓာနီတပိညုတဉဏ်ကိုရပြယခုအခါ၌တွန်းတင်သည်ဒိဋ္ဌောဉာဏ်ဖြင့်ထင်တင်တွေ့မြင်အပ်ပြီးသည်အတ္တိဖြစ်၏ပုဏ္ဏတဖန်ဂေဟံခန္ဓာအိမ်ကိုနာဂဟတိပြုလို့ရတော်မူမဟုတ်တေတင်ဤသဗ္ဗကျွမ်းမဲ့အုတ်တုံအလုံးစုံကုန်သောဖာတုကကိလေသာအချင်းရနေတို့ကိုဘက်ကမုံမုံညံ့ညက်ချိုးဖျက်အကုန်ပြီဂဟကုတံခန္ဓာအိမ်ဤအဝိဇ္ဇာထွက်ကိုဝိတံခတံဖြည့်စီအပ်ပြီစိတ်တံငါဤစိတ်တိဝိတံခါရာဂတံသင်္ခါရကင်းမြုံနိဗ္ဗာန်ဘုံတို့အာယုံပြုသောအဖြင့်ရောက်ပြီအဟိံစာငါတိလေတဏနံအတင်းတဏတို့ဤခယံကုံကြောင့်ဖြစ်သောအရဟတမေအရဟတဖို့ကိုဣဇဂါယအာရောက်အပ်လေပြီအရဟံဘဟိအန္တာဇယံဒုက္ကတံအာမိတံဝိရဇံလလိတံအတုလံစရဏံဒီပဥပါဒမယမကံဒုက္ခရံတရဏံပနမာမိစိနံအရဟံလူမင်းနှင့်မင်းပြမမင်းတို့ဤဝစင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်းယံတို့ကို
အတန်တန်အောင်တော်မူပြီးတော်သူကတံကောင်းသောစကားကိုဆိုတော်မူရပါပြီတော်အာမိတံမနိုင်ရှင်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီတော်ဝိရဇံရာဂအစာရှိသောကိလေသာမြုကင်းတော်မူပါပြီတော်လာလီတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မြူစံပဲတင်းနေတော်မူလာပါပြီတော်အာတုလံတိလအစာရှိသောဂုဏ်တော်တို့ကြောင့်တစုံတယောက်တော်တူနှင့်တူတော်မမူပါပြီတော်စရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပြီတော်တိပါဥပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပြီတော်ယမကံယေမိအဆုံးစုံအစာရှိသောတကုဗျာတိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပြီတော်ဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော်မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတမုတ်မေခောတပိတော်သည်ပဏမာမိကိုင်းညွယုကျုဒရဖြူ၍လက်ဆေပြထိမ့်မှမူ၍ရှေခိုးလိုက်ပါဤမြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာഭံဧဟိတနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဗံဓမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတနံတရားမြတ်သာသောလလာဘမတိစီစဉ်ဥစ္စာပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတုခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံး3ပါးစုံဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကြံအရွယ်3ပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂ
ကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနေဒုက္ခဘယပတ္တာဇနေဘယတောကပတ္တာဇနေတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတော့ဆင်းရဲဒုက္ခဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေဒုက္ခစာဝရဇိမ်ဖောက်ခွဲကြောက်တောင်လဲတကဲ့သို့ပြည့်စဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းဘယပတ္တာဥပယောထွေဇောမဤပဲရှောင်းပြေမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နိဗ္ဗယာဇာနေစိန်နှင့်ကြောက်စီနှင့်ပေါက်တို့ခန်းချောက်မဲ့ကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းတောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောင်းစိုးရင်ဘူးဆွေခြင်းတို့ဆိုင်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေတောကစာဝလာလွမ်းတိန်လေးချမ်းနေတို့နွမ်းမိန်ရွှေရွင်ဆိုရင်ပူဆွေးခြင်းကင်းကြကုန်သည်လေဝန္တုဖြစ်ကြပါစေကုန်တည်းအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံကာကာရံကဝေတံသောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံကာကာရကတိထောတိပုဏ္ဏကေဟနာဂဟတိသဗ္ဗတိဖာတုကဘေကကဟဂုတံဝိတင်ခတံ
ဝိတင်္ခါရကတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတိဖာတုကဘေကကဟကုတံဝိတင်ခတံဝိတင်္ခါရကတံစိတ်တံတဏနံခယမေဇဂာအနိကဇာတိတန္တာရံတန္တာဝိတံအာနိဘိတံဂဟကာရံဂဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏဂေဟနာဂဟတိသဗ္ဗတိဖာတုကဘေကကဟကုတံဝိတင်ခတံဝိတင်္ခါရကတံစိတ်တံတဏနံခယမေဇဂာယတမအကျင့်ကြောင့်ဇာတိပရိဒဏေတိနိယခြင်းသည်စရာပြာတိမရဏမိတ္တတာယဩနာတိဒုက္ခဘေရုနှင့်ရောထွေး၍နေသည်အဖြစ်ကြောင့်ပုဏ္ဏပုဏ္ဏံထက္ခာထက္ခာဥပကံတုံကဲ့ရောက်ခြင်းငါဒုက္ခဆင်းရဲလာကြ၏တတ္တမသထိုးကြောင့်၎င်းတတ္တမိန်ထိုတဏယောက်ျားလက်သမားကိုအဒိဋ္ဌေဉာဏ်ဖြင့်ထင်တင်မတွေ့မြင်အတ္တိတိရှိတော်သာဇာတိထိုဇာတိတိနာနိဝတ္တတိဆုံးနေမည်မဟုတ်တတ္တမသထိုကြောင့်၎င်းဂဟကာရံခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်ပန်းစီမံတတ်သောတဏှာယောက်ျားလက်သမကိုကဝေတံတော်မယမနိစာဖွေတော်အဟံကျွန်ုပ်သည်အာနေပိတံတဏှာမြည်ရန်တပ်ဖြင့်ဉာဏ်ကိုဧကံပိုင်ပိုင်မယနိုင်သည်ဟုတ်တဝါဖြစ်၍ဣတကံကာလံဤမြလောက်သောလေးတင်ချေနှင့်ကဗ္ဗတတိန်ကာလပတ်လုံးအနိကဇာတိတန္တာရံတသိမ့်မကဘဝမြတ်စွာတန္တရာဆက်ဝိုင်းကိုတန္တာဝိတံဆုံးဝဲတန်နွားယဟချာတို့ပြေးသွားခြင်းလဲခဲ့ရလေပြီဂဟကာရကခန္ဓာအိမ်ကိုအကျဉ်းချင်းအဖန်မှန်စီမံတတ်သောတဏှာယောက်ျားဟဲလက်သမဓာနီတပိညုတဉဏ်ကိုရပြာယခုအခါ၌တွန်းတင်သည်ဒိဋ္ဌောဉာဏ်ဖြင့်ထင်တင်တွေ့မြင်အပ်ပြီးသည်အတ္တိဖြစ်၏ပုဏ္ဏတဖန်ဂေဟံခန္ဓာအိမ်ကိုနာဂဟတိပြုလို့ရတော်မူမဟုတ်တေတင်ဤသဗ္ဗကျွမ်းမဲ့အုပ်တုံအလုံးစုံကုန်သောဖာတုကကိလေသာအချင်းရဏဲတို့ကို
ဘက်ကမုံမုံညံ့ညက်ချိုးဖြက်အကုန်ပြီဂဟကုတံခန္ဓာအိမ်ဤအဝိဇ္ဇာထွက်ကိုဝိတံခတံဖြက်စီအပ်ပြီစိတ်တံငါဤစိတ်တိဝိတံခါရာဂတံသင်္ခါရကင်းမြုံနိဗ္ဗာန်ဘုံတို့အာယုံပြုသောအဖြင့်ရောက်ပြီအဟိံစာငါတိလေတဏနံအတင်းတဏတို့ဤခယံကုံကြောင့်ဖြစ်သောအရဟတမေအရဟတဖို့ကိုဣဇဂါယအာရောက်အပ်လေပြီအရဟံဘဟိအန္တာဇယံဒုက္ကတံအာမိတံဝိရဇံလလိတံအတုလံစရဏံဒီပဥပါဒမယမကံဒုက္ခရံတရဏံပနမာမိစိနံအရဟံလူမင်းနမင်းပြမမင်းတို့ဤဝစင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပြီသောဘိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတ္တနံအောင်တော်မူပြီးတော်သူကတံကောင်းသောစကားကိုဆိုတော်မူရပါပြီတော်အာမိတံမနိုင်စရာသောဂုဏ်တော်အပေါင်းနှင့်ပြီးဆုံးတော်မူပါပြီတော်ဝိရဇံရာဂအစာရှိသောကိလေသာမြုကင်းတော်မူပါပြီတော်လာလီတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မြူစံပဲတင်းနေတော်မူလာပါပြီတော်အာတုလံတိလအစာရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်တော်တူနှင့်တူတော်မမူပါပြီတော်စရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြီးဆုံးတော်မူပါပြီတော်တိပါဥပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပြီတော်ယမကံယေမိအဆုံးစုံအစာရှိသောတကုဗျာတိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပြီတော်ဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော်မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်သည်ပနမာမိကိုင်းညွယုကျုဒရဖြူ၍လက်ဆယ်ပြားထိမ့်မှမူ၍
ရှေခိုးလိုက်ပါဤမြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဗံဧဟိတနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဗံဓမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတနံတရားမြတ်သောလလာဘမတိစီစိန်ဥစ္စာပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတုခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးတုံးပါဆုံးဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကြံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနေဒုက္ခဘယပတ္တာဇနေဘယတောကပတ္တာဇနေတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတော့ဆင်းရဲဒုက္ခဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သည်မြဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေဒုက္ခစာဝရဇိမ်ဖောက်ခွဲကြောက်တောင်လဲတကဲ့သို့ပြည့်စဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းဘယပတ္တာဥပယောထွေဇောမဤပဲရှောင်ပြေမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွတ်၍မလွတ်သည်မြဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နိဗ္ဗယာဇာနေစိန်နှင့်ကြောက်စီနှင့်ပေါက်တို့ခန်းချောက်မဲ့ကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လေဟွန်တုဖြ
ဖြစ်ကြပါစေကုန်တည်းသည်တောကပတ္တဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောင်းစိုးရင်ပူဆွေ့ခြင်းတို့ဆိုင်ရောက်နေကြကုန်သောတပိပိကောင်းငင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုံအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏီနောတန္တရာဝမကွာကျွ၍မလွတ်သည်မြဘုံဘဝ၌ကြုံရများစွာတတဝါတို့သည်နေသောကစာဝလာလွမ်းတိန်လေးချမ်းနေသောနွမ်းမိန်ရွှေရွင်ဆိုရင်ပူဆွေးခြင်းကင်းကြကုန်သည်လေဝန်သူဖြစ်ကြပါစေကုန်တည်း